ဒီစကားလေးကိုတစ်ချက်လောက်နားထောင်ကြည့်အောင်2010တုန်းကကျွန်မအသက်20မှာနဲ့လစာဒေါ်လာ2800ပဲရတဲ့အမှုဆောင်လေးထောက်ကြောက်ပါအခုတော့အဖွဲတစ်ဖွဲလုံးကိုဦးဆောင်နေပြီးဒေါ်လာ3သိန်းခွဲကျော်ရနေပါပြီဆိုတော့လေဒီစကားတစ်ခုနဲ့ကပဲဒီနေ့ကျွန်တော်တို့လေးလာကြမယ်နီလန်းတွေဟာလူတစ်ယောက်ရဲ့ဘဝကိုဘယ်လောက်အထိပြောင်းလဲပေးနိုင်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲဗျာဟုတ်ကဲ့ငွေရေးကြေးကိစ္စတွေဆိုရင်ရှုပ်ထွေးပြီးခေါင်းစားစရာကောင်းတယ်လို့ထင်နေလားဒါဆိုရင်တော့ဒီနေ့ပြောပြပေးမယ့်ငွေကြေးချမ်းသာအောင်တင်ပေးမည်ဆိုတဲ့စာအုပ်ထဲကတေတေရှင်းရှင်းနီးလန်းတွေကအဲ့ဒီအတွေ့ကိုပြောင်းပြန်လမ်းပြနိုင်ပါတယ်အများစုကပိတ်ဆံကိစ္စကိုစဉ်းစားလိုက်ပြီးဆိုတာနဲ့ဒီလိုမျိုးခံစားရတတ်ကြပါတယ်စိတ်ဖိစီးမှုတွေရှုပ်ထွေးမှုတွေကြောင့်ဘာမှမလုပ်ချင်တော့ပဲဒီအတိုင်းပဲထားလိုက်တာမျိုးပေါ့ဒါကတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပါပဲဒါပဲနဲ့လေငွေကြေးစီမံခန့်ခွဲမှုဆိုတာအဲ့ဒီလိုဖြစ်ဖို့လုံးဝမလိုပါဘူးစာရေးသူ Remit City ကတော့အစင်လာတွေးခေါ်တွေကိုဘေးချစ်ပြီးလုံးဝကွဲပြားအနီလန့်တစ်ခုကိုတင်ပြထားပါတယ်သူကဒီလိုပြောတယ် Coffee 4တွေဖြတ်တော့ဖို့ကျွန်တော်လုံးဝတရားမဟုတ်ပါဘူးကြိုက်တော့တောက်နိုင်ပါတယ်တဲ့ဒီစကားတစ်ခုနဲ့တင်အပြားကြီးကွာသွားပြီနော်သူကကိုချိုက်တဲ့အရာတွေပေါ့အပြစ်တင်စိတ်ဝင်စေမဲ့အစားပိုပြီးအေးကြီးတဲ့အရာတွေပေါ့အာယုံစိုက်စေချင်တာပါဆိုတော့ဒီနီးလဲရဲ့အဓိကတော့ချက်ကဘာများလဲအဲ့ဒါကတော့85%ဖြည့်ရှင်းနည်းလို့ခေါ်တဲ့အရာတစ်ခုပါပဲပြီးပြီးဆုံးမှုမကြိုးစားဘဲနဲ့တိုးထက်မှုရှိဖို့ကိုပဲအဓိကထားတဲ့အတွေ့အခေါ်တစ်ခုပေါ့တနည်းပြောရရင်တော့လေ100%ပြည့်စုံတဲ့အစီအစဉ်ကိုစောင့်နေရင်ဘာမှမလုပ်ဖြစ်တာထက်85%လောက်မှန်ကန်နေတဲ့အစီအစဉ်နဲ့ချက်ချင်းစလုပ်လိုက်တာကပိုကောင်းတယ်ဆိုတဲ့သဘောပါပဲအရေးကြီးဆုံးကစလုပ်ဖို့ပဲဗျာဒီတော့အစင်လာငွေကြေးအကြံဉာဏ်တွေနဲ့စက်တရဲ့နီလန်ဖားကွာလဲဆိုတာကြည့်လိုက်ရအောင်တခြားသူတွေက coffee 4လို့အသေးအဖိုးလေးတွေဖြစ်တော့ဖို့ပြောနေတဲ့အချိန်မှာစက်တီကတော့လာစာတိုးအောင်လုပ်တာလိုမျိုးအောင်မြင်မှုကြီးတွေကိုအာယုံစိုက်ခိုင်းမှလဲဒါဟာကာကွယ်တက်တက်မဟုတ်တော့ဘဲနဲ့တိုက်စစ်စင်တာနဲ့တူတော့ပါပြီကောင်းပြီအတွေးခေါ်ပိုင်းကိုတော့သဘောပေါက်လောက်ပြီအခုလက်တွေ့ဘယ်လိုလုပ်ရမလဲဆိုတာကိုကြီးစားတာပေါ့ဒါကတော့သူ့ရဲ့လက်တွေ့ချတဲ့6ပတ်တာအစီအစဉ်ပါပဲဒီအစီအစဉ်ကစင်စစ်လမ်းညွှန်ပြီးသွားမှာပါcredit card တွေကိုအကျိုးရှိရှိထုံးတန်းကနေပန်တွေကိုအနိုင်ယူတာပြီးတော့ယင်းနှိမ့်နှံမှုစက်တင်တာအထိအားလုံးပါဝင်ပါရဲ့ဒါဒီဟာလုံးရဲ့ပန်းနိုင်ကတော့ငွေကြေးကိုကိုယ့်လက်ထဲမှာအပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိလာဖို့ပါပဲဒီအစ်စ်နဲ့အားလုံးထဲမှာတကယ်ကိုအစွမ်းထပ်ပြီးဘဝကိုယ်တောင်ပြောင်းလဲပေးနိုင်တဲ့အယူအဆတစ်ခုရှိပါရဲ့အဲ့ဒါကတော့ကိုယ့်ရဲ့ငွေကြေးကိုအလိုအလျောက်လဲပတ်တော့အောင်လုပ်ထားလိုက်တာပါပဲဒီမှာလက်တွေ့ဥပမာတစ်ခုကြည့်ပါ2017ကျက်မှာအလို့အရောက်စနစ်ကိုအပြည့်အဝအကောင့်ထဲပေါ်ပြီးတဲ့နောက်မှာကျွန်တော်ရဲ့ပိုင်ဆိုင်မှုကသူညာကနေဒေါ်လာ4သိန်းခွဲနီးပါးအထိတက်သွားတယ်ပိတ်ဆန်အတွက်ဘယ်တော့မှစိတ်မပူရတော့ဘူးစဉ်းစားကြည့်ပါလားပိတ်ဆန်အတွက်ဘယ်တော့မှစိတ်မပူရတော့တဲ့ဘဝမျိုးကိုပေါ့ဒီစနစ်ရဲ့အဆုံးစုံပန်းတိုင်ကကြပါပဲလက်စင်လက်တိုင်းစင်းစရားတွေနဲ့ခေါင်းရှုပ်နေရမယ့်အစားအဲ့ဒီအချိန်တွေကိုကိုယ်တကယ်နဲ့တက်တဲ့အရာတွေလုံရင်ဖြတ်တန်းနိုင်ဖို့ပါဒါဟာငွေစင်းစရတဲ့အချိန်ကိုရှော့ချပြီးဘဝကိုပျော်မွေးဖို့အချိန်ပိုရလာစေတာပေါ့ကဲပိတ်ဆန်ကိုစနစ်ကကြစီမံခန့်ခွဲတတ်ပြီဆိုရင်နောက်တစ်ဆင့်ကတော့တကယ်ကိုကျွဲဝါချမ်းသာလာအောင်လုပ်ဖို့ပါပဲ safety စတွက်ကအထီရောက်ဆုံးနီးလန်းကယင်းနှိမ့်မြွတ်နံမှုလောက်တာပါပဲဒါပေမဲ့သူပြောတဲ့ရေမြုပ်နှံမှုဆိုတာရေပန်းစားနေတဲ့ stock တွေကိုလိုက်လံရှာဖွေနေတာမျိုးမဟုတ်ဘူးနော်အဲ့ဒီအစားပြင်းစရာကောင်းလောက်အောင်ရိုးရှင်းပြီးတက်သမတ်တိရှိတဲ့မျိုးစီးလီတစ်စိတ်ကိုရေလုံးပေါင်းတင်ပြီးကြီးမားတဲ့တစ်ပင်ကြီးဖြစ်လာအောင်စောင့်ဆိုင်ရတယ်လို့မျိုးရေရှည်ချင်းကတ်မှုတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်စောစောစတင်ဖို့အရေးကြီးတယ်လဲဆိုတာဒီမှာကြည့်ပါ။ဆယ်လီက10နှစ်ပဲရင်းနှီးမြှုပ်နှံခဲ့ပြီးမြဲအနည်း20လုံးရင်းနှီးမြှုပ်နှံခဲ့တဲ့ဒန်ထက်ပိုက်ဆံအများကြီးပို့ရသွားတယ်။ဒါအချင်းရဲ့စွမ်းအားပါပဲ။ဘယ်အချိန်မှစတင်တယ်လဲဆိုတာကဘလောက်ထည့်ဝင်တယ်လဲဆိုတာထက်ပိုအရေးကြီးနိုင်ပါတယ်။နောက်ထပ်အောင်မြင်မှုကြီးတစ်ခုကတော့ကိုယ့်ရဲ့ငွေတွေကိုတိတ်တဆိတ်လားစားသွားနိုင်တဲ့အရာတွေကိုရှောင်ရခြင်းပါပဲအဲ့ဒါတွေကတော့ရင်းနှီးမြှုပ်နှံမှုအခက်ချေးငွေတွေပါပဲနပန်ဆပ်ဆိုတာနီးတယ်လို့ထင်ရပေမဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီအခက်ချေးငွေလေးကကိုရတဲ့အကျိုးအမြတ်ရဲ့63%အထိကိုဖျက်ဆီးပြနိုင်ပါတယ်ဒါဟာကိုမပင်မပန်းရှာဖွေထားတဲ့ပိတ်ဆံရဲ့ထက်ဝက်ကျော်ကိုသူများစီအလကားပေးလိုက်ရတယ်လို့ပါပဲကဲစနစ်ဒီနီးပြဟာရဲ့အကြောင်းပြောပြပြီဆိုတော့အရေးအကြီးဆုံးအပိုင်းကိုရောက်ပါပြီဒီအရာတွေအားလုံးကိုဘာအတွက်ကြောင့်လုပ်နေရတာလဲအဖြေကတော့ကိုပိုင်ပြည့်စုံကြွယ်ဝသောဘဝကိုပိုင်ဆိုင်နိုင်ဖို့ပါပဲပြည့်စုံကြွယ်ဝတဲ့ဘဝဆိုတာဖန်နဲ့မှာပိုက်ဆံဘယ်လောက်ရှိလဲဆိုတာထက်အများကြီးပိုကျဲပြန့်ပါတယ်ဒါဟာပိုက်ဆံကိုကရိယာတစ်ခုဖက်တုံပြီးကိုတကယ်လိုချင်တဲ့ကိုအတွက်အတိတ်ပဲရှိတဲ့ဘဝပုံစံကိုတိစောက်တာကိုဆိုလိုတာပါဒါကလူတစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူးတချို့အတွက်တော့စားတော့ဆိုင်မှာစိန်နှုံးမကြည့်ပဲမနိုင်တာမျိုးဖြစ်နိုင်တယ်
နောက်တစ်ယောက်တော့နှစ်တိုင်းတစ်လလောက်နိုင်ငံခြားခရီးထွက်နိုင်တာမျိုးဖြစ်နိုင်ပါတယ်အသေးအဖွဲလေးကနေအကြီးကြီးအထိဘာမှမဆိုဖြစ်နိုင်ပါတယ် ဒီမှာတကယ့်ကိုအားကြစရာကောင်းတဲ့ဥပမာတစ်ခုကိုကြည့်ပါကျွန်တော်ဇနီးနဲ့ကျွန်တော်အသက်33နဲ့35နှစ်မှာအချိန်ပြည့်အလုပ်ကနေအနားယူခဲ့ကြတယ်မနေ့တိုင်းနိုးလာရင်စိတ်လှုပ်ရှားပြီးတက်ကြွနေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေ့ရက်တိုင်းရဲ့မိနစ်တိုင်းကိုကျွန်တော်တို့ကိုယ်တိုင်ထိန်းချုပ်နိုင်လို့ပဲဒါဟာငွေကြေးရဲ့အဆုံးစွန်လွတ်လပ်မှုပါပဲအချိန်ကိုကိုယ်ပိုင်ဆိုင်နိုင်ခြင်းပါ ဒီတော့နောက်ဆုံးနေရင်ဒီမေခွန်းလေးကိုပဲကိုပြန်မေးကြည့်ဖို့ခြံထားခဲ့ချင်ပါတယ်ကိုယ့်အတွက်ပြေဆုံးကြွယ်ဝတဲ့ဘဝဆိုတာဘလို့ပုံစံမျိုးလဲအဲ့ဒီအဖြစ်ကိုတီးတာကပဲအရာအလုံးရဲ့အစပဲပေါ့